Hello ဒီနေ့ကတော့မျိုးလိုက်ရိုးလိုက်ရုပ်ချောတဲ့ကောင်လေးတယောက်နဲ့တော့တိတ်မှာပါဘာလို့မျိုးလိုက်ရိုးလိုက်ရုပ်ချောတယ်ပြောလဲဆိုရင်သူ့မှာကိုလိုခက်ချောချောမတယောက်ရှိလို့ပါလေအဲ့လိုမှချောချောလေးရှိတော့သူလည်းတစ်ခါလေးတော့စိတ်ညစ်ရတာပေါ့ဒါဆိုဘိုက်ကြီးနေရထင်ပြီးစုံစမ်းစစ်ဆေးတွေပါလောက်ခံလိုက်ရသေးတယ်အဲ့ကိစ္စခဏနေမှပြောပြခုမှသာဆွေမျိုးဆိုလို့သူနဲ့ကိုနှစ်ကောင်ပဲရှိလို့တက်တုံကဲကဲတုံနေတာမလာတန်းအလဲတန်းရွာချောင်းပစ္စည်းလေးမှာတကြောင်နဲ့တူတူတက်လာတာတစ်ခါမှစကားမပြောဘူးဘာကမှလူတွေကတူရဆူကြတာသူနဲ့ကိုနဲ့မှတူတာတစ်ခုရရှိရဲအဲ့ဒါတော့မိဘတွေစီကနေနိုင်ကျင့်ခံရတာပဲတရားပေးတယ်ဘာသာကိုတရားရမယ်80ပေးတဲ့ဘာသာကို80ရမယ်88ပေးတဲ့ဘာသာကို88ရမယ်ဆိုတော့အဖွဲရစနစ်45ချိန်ထားပြီးတော့10နာရီတည်းကလှထပြန်တာစနစ်ကျော်တဲ့အထိမပြီးသေးဘူးနာကစ်နေပြီဆရာကြီးကအတင်းလေးစပြောလိုက်အောင်အင်းရဆရာမကြီးဆိုအမှန်နဲ့စူရုံနဲ့မုံငိုးပါငိုးချပလိုက်သေးတာနော်အဲ့တာနဲ့ကွဲရင်ကွဲမယ်ကိုယ့်ရင်ဆရာမကြီးတွေဆရာကြီးတွေနဲ့တို့ရင်ဆရာမကြီးတွေဆရာကြီးတွေနဲ့တချို့တော့တချို့တယ်ပဲစတာပါရထားမိနစ်40လောက်စီးအောင်မဘိုက်ကစားနေပြီဆိုတော့ဒိန်ညင်လေးလှုပ်သွားတယ်အဲ့လေရှင်မမေးမွေးချင်လို့ဆိုအပူတော့ဝယ်ကတ်တာမရပါဘူး4ဒီဂရီဆဲလ်စီယပ်လေအဲ့နဲ့ဖန်သွားပြီးတော့နောက်ဆုံးလက်ကျန်ပတ်စံလေးကိုထုတ်လိုက်ရတယ်ဆရာကြီးမဝယ်ကြည့်ပဲလို့ပြောထားတယ်ကြားလာနေပြီလက်မရဘူးကိုမောင်လေးရဲ့ personality ကကိုနဲ့တပုံစံနဲ့ပဲမိနစ်40လောက်ထိုင်စောင့်နေရတာအပြောမှာပဲတော့မပြောဘူးကြီးမြန်တာဖူခုတို့ကတချောင်းမှာ90ရှင်ရနဲ့မလာတို့ထိုးသွားစားမလို့ဒီကောင်ကရင်တော့ဒီလောက်မချော်ဘာလို့လဲဆိုတော့ကိုခမမဝယ်မချေဘူးလေခုခဏမဝယ်ကျွေးလို့လားမသိဘူးတော်တော်ချောလာဆရာကြီးကငါချောတဲ့ဟာဆိုပြီးတော့လှုပ်ချင်တာလှုပ်လို့တော့မရခဲ့ပါဘူးဆိုင်မှာရောင်းတဲ့ကိုကာကိုလာဈေးကြီးလို့ဆိုပြင်သွားဝယ်တောက်တာဆိုင်ရှင်း1 day ပေးလို့လိုက်တယ်အဆက် level 1 2 3ရှိတာကို2လောက်ပဲစားတယ်နော်အဲ့ဒါကိုဆရာကြီးက3တဲ့အာပြဲနေရောမှဆက်ထားခုနဘိုက်ကိစ္စပြန်ပြောပြမယ်ညနေပိုင်းဆိုကိုကလေခေါင်းအမြဲတမ်းကြိုက်တယ်လင်းလိုချင်လို့လားတော့မသိဘူးအဲ့ဒါနဲ့စေးကန်းပြစရာရှိလို့ဆရာကြီးကမုံစားချင်းတာအောင်မလိုက်နိုင်လိုက်အမှယောဂလက္ခဏာအခြေအနေတွေစုံစမ်းစစ်ဆေးတော့တာကိုကလည်းခေါင်းပဲကြိုက်နေတာဆိုတော့ခေါင်းကြိုက်တယ်လို့ပြောတာဆရာကြီးကမရဘူးအဲ့ဒါဘိုက်ကြီးနေရလားတဲ့စေးကန်းပြမယ်ဆိုတာလိုက်မယ်တော့လုပ်လိုက်သေးတယ်စေးကန်းပြပြီးလို့ငါဘာဖြစ်ထားလဲတင်နေကိုအရင်ဆုံးပြောပြမယ်လို့ပြောရလဲမရဘူးအဲ့ဒါစေးကန်းပြပြီးတော့သူလာမယ်တဲ့သူ့နေရာမှာသူများစားဆိုရီးစားမရှိယောက်ျားမရှိတဲ့ငါ့ကိုအခုချရထင်နေလားဆိုပြီးတော့ရေကုန်နှွားပလိုက်မှာဒါပေမဲ့ဒီမှာဆွေမျိုးဆိုလို့ဒီဟာလေးပဲရှိတာလေတက်အောင်ပေါ့အဲ့ဒိုကြောင့်စွတ်နေရတာလို့တာဝန်ယူမယ်ပြောတယ်လို့စိတ်ပူမနေနဲ့တော့လို့ပြောလို့အဲ့ဒါကိုဒိုကြောင့်စွတ်ရှာပုံတော့ဖွင့်လိုက်သေးတယ်ဆရာကြီးပြီးတော့မာကြီးကအားနေစီကန်းပြနေဆိုပြီးတော့ဟောက်လိုက်ကျွင်းကြံတွေပဲဖြတ်ပြီးတာတော့မောကလုံးတော့တစ်ခေါက်ထပ်သွားရွေးတယ်ဘယ်သွားလိုင်းမမိတမိနဲ့အမြဲတမ်းချက်ခလန်းလုပ်တယ်ဆရာမကြီးကိုလည်းဖြေရှင်းရသေးတယ်ဘသူနဲ့ဘာလုပ်နေပါလဲပေါ့ဘာညာပါလဲငင်းရဆိုစပင်းနေနဲ့ရှည်လာတာနဲ့ကကြီးနဲ့ကြိုက်ပလိုက်တာလက်နဲ့တက်လောက်ပဲထားခင်သမီးဘယ်လောက်ရွာလဲမှန်းမိလို့လားမသိပါဘူးတော့လင်းစောစောမရတော့ဘူးပေါ့အဲ့ဆိုခုချိန်လောက်ဆိုယောက်ျားရပြီခလေးတောင်မွေးနေလောက်ပြီကြွာတာအောင်အကောင်လုံးရဲ့မိဘတွေမှာကျေးဇူးတင်စရာကောင်းတာလမ်းမှားသွားရင်ရတဲ့နေရာနေပြန်ဆွဲတင်တယ်ရတဲ့နီးလန်းနဲ့ပြန်ဆွဲလမ်းလွဲနေရင်လည်းမရမကကိုပြန်တဲ့ပေးအဲဒါကြောင့်မို့ခုလိုကောင်းကောင်းမုံစားနိုင်တောင်းနိုင်တယ်အဲ့လိုလေးလည်းပြန်ပြောပေးရသေးတယ်ငါစာရီအများကြီးချက်ခိုင်းပြီးတော့ငါသမီးလေးကရက်ပုတ်သွားတာဆိုပြီးတော့ဆရာမကြီး depression ခဏဝင်တတ်တယ်ဟုတ်တကောင်အဝါစားရတာတော့ပဲ3000ကျော်ပဲကြားတယ်ကိုကတော့ဝရတယ်သူကမှတော့မသိဘူးကိုရမ်းလာနေလို့ဆိုပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေဆွဲရိုက်လိုက်သေးတယ်ပြီးတော့မှအိမ်သားကြီးမှန်သိလိုချင်တဲ့ရုပ်ကအမေဆောင်ကမှာလို့ရှင်ဈေးကြီးလို့ဆိုပြီးတော့ရုပ်သွားကောက်မှဗီဒီယိုရိုက်လို့မရဘူးဆိုတာမသိဘဲနဲ့ဗီဒီယိုတွေရိုက်နေလို့ဆိုပြီးတော့ချောဝင်ထဲမှာလေးက1တိန်လာပေးသွားတယ်ကောက်လို့လည်းမရခဲ့ပါဘူးသူက600ကိုက300ဆုံးပြီးပြန်ခဲ့ရတယ်